ဒီနေ့တင်ပေးမဲ့ view ကတော့ဆိုယူကိုက်ပဲဖြစ်ပြီးတော့ဆိုယူဆိုတဲ့ hero ကမြန်မာလိုကိုင်လို့မရဘဲနဲ့သူ့ရဲ့ skill တွေကဒုက္ခမရင်တန်းပြီးတော့ short တာကြောင့် brother အနေနဲ့သူ့ရဲ့ skill တွေကိုတေချာနားလည်အောင်လုပ်ပြီးတော့ in game ထဲမှာလည်း focus ပြီးတော့ဆော့ရပါမယ် bro အနေနဲ့ skill ကြောင်းတွေနားလည်ပြီးတော့ကိုဘာလုပ်ချင်လဲသိရရင်ဒီ hero ကကိုင်ရတာမခက်ဘူးကြာဒါကြောင့်မလို့ကျွန်တော် skill ကြောင်းတွေကိုရှင်းပြပေးမယ် bro အနေနဲ့ဆိုယူရဲ့ skill လေးကိုဒီတိုင်းတစ်ချက်ထဲနှိပ်ပြီးတော့သုံးမယ်ဆိုရင် model form လို့ခေါ်တဲ့ ascension ပုံစံမျိုးလေးကိုမြင်တွေ့ရမှာဖြစ်ပါတယ်အဲ့ဒီ ascension ပုံစံမျိုးလေးကပဲ moment speed နဲ့ attack speed တွေပါတာဖြစ်ပါတယ် skill တွေကိုဖိပြီးသုံးမယ်ဆိုရင် Susano ဆိုတဲ့ကောင်ကြီးထွက်လာမှဖြစ်ပြီးတော့ imported form လို့ခေါ်တဲ့ form ကိုဒီလိုကြီးပြောင်းသွားမှာပဲဖြစ်ပါတယ်ဒီကောင်ရဲ့ကျတော့လုံးဝ movement speed နည်းနည်းလျော့သွားတယ်ပြီးတော့ basic တက်က25ရာခိုင်နှုန်းပို့ပြီးတော့တက်လာပါတယ်ဒီ form ကြီးတွေကိုဝင်လိုက်မယ်ဆိုရင် 20% damage reduction က fly ကြီးရနေမှာဖြစ်ပြီးတော့အဲ့ဒါအပြင်မှာကျွန်တော် physical damage တွေပုံမူတည်ပြီးတော့လည်းပို့ပြီးတော့တိုးလာပါသေးတယ်ဥပမာပြောရမယ်ဆိုရင် bro မှာရှိနေတဲ့ physical attack က200ဆိုရင် damage reduction က 30% ထိကိုတိုးနေမှာဖြစ်ပါတယ်နောက်မှာ physical attack တွေပိုများလာပြီးတော့400လောက်ရောက်လာမယ်ဆိုရင် 40% damage reduction ကို fly ကြီးရနေမှာဗျာအကြမ်းမြင်ပြောရရင် ascension form ကမြန်ပြီးတော့ fighter form ကကျတော့မာတာပေါ့ဗျာဒါကြောင့်မလို့လိမ့်နေပါလိပတ်တယ်ဆိုရင် ascension form နဲ့ပတ်နေပြီးတော့ဗတ်တင်မှာကြာနေရမယ်ဆိုရင် fighter form နဲ့နေတင်ပါလေ brother ဆိုယူရဲ့ skill 1ကကျတော့ damage နှစ်ခါထိတာဓာတ်နဲ့ပြစ်လိုက်တာတစ်ခါအိုင်နာကိုပြန်ရောက်သွားပြီဆိုရင်ဓာတ်နဲ့ပြန်ခုတ်တာတစ်ခါဒါမဲ့အဲ့ skill 1တော်တော် damage ထွက်တယ် damage ထွက်တဲ့အတိုင်းသူ့မှာအားနဲ့ချက်လေးရ rain အားနဲ့ချက်လေးရှိတယ်ဗျဒီနားနေသုံးရင်လေလာအောင်ဓာတ်နဲ့ခုတ်မိတာမှန်ပေမဲ့ကျွန်တော်တို့ကဒီလေလာနားလေးကနေပြီးတော့သွားသုံးမယ်ဆိုရင်ပထမတစ်ချက်ပဲထိမှာဗျနောက်ဆုံးတစ်ချက်ကကျတော့လေလာကိုဓာတ်နဲ့မခုတ်မိအဲ့ဒါကြောင့်မလို့ so your skill တွေကို full finishing အသုံးချခြင်းနဲ့ဆိုရင်ကျွန်တော်တို့ skill လေးကိုနည်းနည်းလေးကျယ်ပြီးတော့အဲ့လိုဒီလိုထိတ်ကလေးနေရာလောက်ကနေသုံးသင့်ပါတယ် skill 1သုံးလိုက်တဲ့အချိန်မှာ so you ကခဏပြောက်သွားလို့ damage immune ဖြစ်တယ်လို့မထင်နဲ့တော့ဒီမှာကျွန်တော်သုံးပြမယ်ခဏပြောက်သွားလေကျွန်တော်တို့ damage immune ကမဖြစ်ဘူးဗျာတာဝါပြစ်တဲ့ဟာကို damage ကလိုက်လာတာပဲ so you see မင်း modern form skill 2ကဂျာမန်ဟုံနဲ့ driver AD လို့ပဲ enemy သွေးနေတွေပို့ပြီးတော့ကျန်းတယ်ဒီမှာဆိုရင်သွေးပြဖြစ်နေတဲ့ကောင် skill 2သုံးပြမယ်922နဲ့54ရှိတယ်ဗျာသွေးနေနေတဲ့ကောင်ကိုကျွန်တော်ထပ်ပြီးတော့လုပ်ပြမယ်944နဲ့နောက်က damage က300ဆိုပြီးတော့ဖြစ်သွားတယ်ဗျာအဲ့တော့သွေးနေနေတဲ့ကောင်တွေကို skill 2နဲ့လိုက်ပေါက်လို့ကောင်းတယ် damage တိုက်ကတော့ဂျာမန်ဟုံလို့ true damage မဟုတ်ဘူး driver AD လို့ပဲရိုးရိုး physical damage ပဲအဲ့ဒါကြောင့်မလို့တေကန်နီးလူပမာတွေရောအဲ့လို skill 2လေးနဲ့ပေါက်ပြီးတော့တက်လို့ကောင်းတယ် so ရဲ့ skill 3က clean ရဲ့ skill 2နဲ့တပုံစံနဲ့ပဲ clean ရဲ့ skill 2တဲ့ဆိုင်ရင်အရင်တော့ရည်စမ်းရှင်းရမှာ skill 1နဲ့ပို့ပြီးတော့တူလေဗျာဥပလေရည်ဆိုရင်ဒါကိုသိလောက်တယ်အဲ့ဒီ skill က enemy ကိုထိမယ်ဆိုရင် 30% slow ဝင်သွားတယ်ဒီမှာလေလာရဲ့ခြေထောက်အောက်ကိုကြည့်လိုက်အမေရေခဲလေးမြင်ရတွေ့မလားရေခဲလေးအဲ့ရေခဲလေးအဲ့ဒါ slow fat ဒီ skill 3ကလည်း range limit ပါတယ်ဗျဒီမှာကြည့်ဒီနားကနေသုံးမယ်ဆိုရင်လုံးဝကိုမထိတာဗျဒီမှာကြည့်လုံးဝကိုမထိတာအဲ့တော့ကျွန်တော်တို့ကဘယ်လိုသုံးအောင်လဲဆိုရင် enemy နားကိုတော်တော်လေးကပ်ပြီးတော့သုံးမှ enemy ကိုထိမှာဖြစ်ပါတယ်ကောင်းတာတစ်ခုကဘာလဲဆိုရင်ဒီလိုအစွန်ဖျားမှာ damage ထိတာမဟုတ်ဘူးဗျာ enemy ကိုလူတစ်ကိုယ်လုံးကြီးအဲ့လိုကြီးဖြတ်သွားတယ်ဆိုရင်လည်း damage ကို slow ရော enemy ပေါ်မှာတက်ရောက်တယ်အဲ့ဒီချက်ကတော့ကျွန်တော်တော်တော်လေးကောင်းတယ်ဗျ model form ရဲ့ skill ကြောင်းနေပြီးပြီဆိုတော့ကျွန်တော်တို့ဒီ combo တွေကြောင်းကိုသွားမယ်ဗျာကျွန်တော်တို့ပထမဆုံး skill 1နဲ့သွားပြီးရင်2ချပြီးရင်3ကိုဒီတိုင်းသုံးမယ်အဲ့ဒါငဆုံမူဒီသုံးတာဗျာကျွန်တော်တို့က legend နေအဲ့လိုမသုံးဘူးကျွန်တော်တို့ဘယ်လိုသုံးလဲဆိုရင် enemy ကို damage မြင်ရပေးအောင်လို့ရော M1 နဲ့သွားပြီးရင်ကျွန်တော်တို့2ချတယ်ပြီးကြမှာ skill 3သုံးတာအဲ့ဒါဆိုရင်ပို့ပြီးတော့ mic ပြီးတော့ DI သုံးတဲ့အခါမှာလည်းကျွန်တော်စောင်းရန်ရှောင်းနေရှိရဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်အဲ့စောင်းရန်ရှောင်းရလေးကိုလည်းကျွန်တော်ပြောပြမယ်ကျွန်တော်အနေနဲ့မြန်မာလိုကြီးသွားသုံးမယ်ဆိုလို့ရှိရင်ဒီမဲ့ skill 1ပြစ်ပြီလို့ skill 3သုံးတယ်နောက်ဆုတ်တယ်အဲ့ကြရင်ကျွန်တော် skill 2သုံးရင် enemy ကိုမထိတော့ဘူးဘာလို့ဆို skill 2ရဲ့ brain เนี่ยမရှိတော့အဲ့တော့အကြောင်းမလို့ဒါအောင်မသုံးနဲ့ဗျာအဲ့လိုမဖြစ်ရအောင်ကျွန်တော်တို့ကအစကနေကလေလာနာကိုပို့စုပတ်ဆက်ကြီးကတ်ထားတာဖြစ်တယ်လောက်အောင်မယ်ဗျာအမဟုတ်လေလာနာကိုမြန်မာလိုကြီးကတ်မိနေမယ်ဆိုရင်တောင်းမှကျွန်တော် skill 3သုံးလိုက်တဲ့အချိန်မှာကျွန်တော်ရဲ့ joint stick ကိုကျွန်တော်လေလာဘက်ကိုပဲသုံးထားဗျာအဲ့ဒါဆိုရင်ဒီ skill 2ကလေလာကိုထိကိုထိတယ်မြင်ရ joint stick လေးကိုအဲ့လိုသုံးပြီးတော့အဲ့လိုလေးသုံးတယ်အဲ့ဆိုရင် skill 2ကလေလာကိုထိကိုထိတယ်ဗျာဆိုယူရဲ့ skill 1နဲ့ skill 3ကဗလိနေဖြစ်ပြီးတော့အဲ့ဒါကြောင့်မလို့ enemy ကိုလိုက်တာပဲဖြစ်ဖြစ်ကိုက enemy လက်ကပြန်ပြီးတော့ပြေးရဖြစ်ဖြစ်အဲ့ဒါတွေကိုသုံးပြီးလို့ရတယ်ဗျာပြီးတော့နေရန်တွေကိုလည်းဖောက်သေးတာဆိုတော့ကျွန်တော်တို့တော်တော်ကိုတွက်ချီကြိုက်တယ်ဗျာအဲ့လိုကြောင့်မလို့အိမ်မပြန်မဲ့ပေတီနေတဲ့ကောင်တွေအဲ့လို surprise လုပ်ပြီးတော့တတ်လို့ရတယ်ဗျာကျွန်တော်1 3ဖြစ်ဖြစ်3 1ဖြစ်ဖြစ်သုံးပါဗျာ1 3ရဲ့ကြတော့ကျွန်တော် enemy ကအရန်မွေးလို့ဆိုရင်ဒီမဲ့ skill 3ရဲ့ damage ပါ enemy ကိုထိတယ်ဗျာကျွန်တော်ပြမယ်skill 3ရဲ့ damage ပါ enemy စီကို effect ဝင်သွားတာဗျာပြီးရင် skill 2လေးအဲ့လိုလေးပေါက်လာရုံပဲအဲ့ဒါဆိုရင်အဲ့ကောင်တော့တေးပြီဗျာအဲ့တော့ကျွန်တော် model form skill ကြောင်းလေးတွေလည်းရှင်းပြပြီးဆိုရင် imported form skill ကြောင်းလေးတွေကိုဆက်ပြီးတော့ရှင်းပြပေးပါမယ် imported form skill 1ကတော့ Kuvra skill 1လို့ပဲဖိထားလေးလေးဝေးလေးနီနီဝေးဝေး stand ကတော့ point စစ်ပဲဒီ skill 1 initiate တော်တော်ကောင်းတယ်ဗျာပြီးတော့ကျွန်တော်ဒီသူ့ရဲ့ skill 1 range ကတော်တော်ကြီးကိုကျဲတယ်ဗျာဒီမှာဆိုရင်ကျွန်တော်ပြမယ် range နဲ့မှာလေလာတော့ကောင်းတယ်မရှိဘူးဒါမဲ့ range ပြင်ကိုထွက်ပြီးတော့လေလာတော့နှစ်ကောင်ကိုဓာတ်နဲ့ခေါင်းသွားခောက်တယ်ဗျာမင်းကြီး
အဲ့ဒါလေးကိုလေးချင်းဖြစ်အောင်လှုပ်ထားဖို့လိုတယ်ဗျာဒါကိုလည်းသိထားဖို့လိုတယ်အဲ့ဒီစကီ1ကြီးကဘလို့မှဖြတ်လို့မရဘူးဗျာဘရိုစကီ1ကိုတုံးထားရတဲ့ဟိုကောင်ကမူးထားတယ်ဆိုရင်ဘရိုအမူးပြေသွားတယ်အိုက်စကီ1ကြီးကသူ့လူထွက်ပြီးဆိုအဲ့ကောင်စတန်းသွားပြီးမှာဗျာ imported font ရဲ့ ski 1က model font ရဲ့1 effect လောက်မကြမ်းဘူးဗျာဒါပေမဲ့ဒီကောင်ရဲ့ ski 1ရဲ့ဒီ stand လေးကတော့တော်တော်လေးကိုမိုက်တယ် imported font ရဲ့ ski 3ကဓာတ်နဲ့3ချက်ခုတ်တာပထမ2ချက်ကတော့ damage အတူတူပဲဒါပေမဲ့နောက်ဆုံးတစ်ချက်ကတော့ပို့ပြီးတော့ damage ထွက်တယ်ပြီးတော့နောက်ဆုံးတစ်ချက်မှာခုတ်လိုက်ပြီးဆိုရင်သွေးတက်တဲ့ system လည်းပါသေးတယ် physical attack များလေးသွေးပြည့်ရဲ့နှုန်းကလည်းပိုများလေပဲဓာတ်နဲ့ခုတ်နေတဲ့အချိန်မှာ direction လည်းပြောင်းလို့ရတယ်တတိယအချက်ကအပြင်းဆုံးဖြစ်တဲ့အတွက်ကြောင့်တတိယအချက်ကိုဘဲကောင်းအောင်ထိနေခြင်းလဲဆိုတော့ brother အနေနဲ့တေချာစဉ်းစားပြီးတော့သုံးမှရမယ်model font skill 2က enemy သွေးနေနေမှာ damage ပူပြီးတာဖြစ်တဲ့အတွက်ကြောင့် enemy သွေးများနေရဆိုရင်ဟဲ့လိုဓာတ်ရင်းနေတာလိုက်ခုတ်ပြ imported font မှာသွေးနေနေလို့ဘေးနားမှာ crit rate ရှိရဆိုရင်အဲ crit rate ကိုဟဲ့လိုဓာတ်နဲ့ခုတ်လိုက်ပြအဲ့ဒါဆိုရင်သွေးလေးပြန်တက်တယ်ပြီးတော့ဒီ skill 2ရဲ့ base damage ကတော်တော်များပြီးတော့သွေးတက်တဲ့ effect လေးပါတာဆိုတော့တော်တော်လေးမိုက်တယ်ဗျနောက်ဆုံးတစ်ခုကတော့ intra ရဲ့မြားကြီးပေါ့နော်ဒီမြားရတဲ့ရည်စမ်းရှင် skill 2လို့ပဲဆွဲထားလိမ့်လीပို့ပြီးတော့ကျဲတယ်ပြီးတော့ level 1မှာကနေက damage ကတော်တော်ထွက်တယ်ဗျပြီးတော့ဒီမြားကြီးကိုအဲ့လိုဆွဲထားမယ်ဆိုရင်ဘယ်လိုမှဖြတ်လို့မရဘူးအဲ့ဒီမြားရဲ့ဘယ်လိုနေရာမှာသုံးလို့ရလဲဆိုရင်ကိုက skill 1 2နဲ့ဝင်သက်လို့မသိဘဲနဲ့အဲ့ကောင်ကထွက်ပြီးတော့ပြေးသွားတယ်ဆိုရင်အဲ့မြားကြီးနဲ့လိုက်ချိန်ပြီးအဲ့လိုပစုံနဲ့လိုက်ပြီးလို့ရတယ်ဗျအဲ့ဒါဆိုရင်ဒီကောင်ကတသန်းပြီးတော့သိတယ် imported font ရဲ့ combo ကလွယ်လွယ်လေးပဲပထမဦးဆုံး skill 1နဲ့ enemy ကိုတွားပြီးတော့မူးမယ်ပြီးရင်ဒီဓာတ်နဲ့3ရက်ခုတ်မယ်ပြီးရင်စဉ်းစားလိုက်အဲ့ဒီကောင်ကကိုယ်ပြန်ချမဲ့ကောင်လားထွက်ပြီးမဲ့ကောင်လားဆိုတာစဉ်းစားရမယ်ပြန်ချမဲ့ကောင်ဆိုရင်ဒီလိုလေးပဲနောက်ကိုပြန်ဆုပ်လိုက်ထွက်ပြီးမဲ့ကောင်ဆိုရင်အဲ့လိုချိန်ပြီးတော့အဲ့လိုလှမ်းပြလိုက်လွယ်လွယ်လေးပဲဗျာအဲ့ imported font ရဲ့ combo ကမိတ်ဆွေတို့အနေနဲ့ကျွန်တော်တို့ဒီ imported font နဲ့ model font နဲ့ကိုဘယ်လိုဝင်ရမလဲဆိုရင်ကျွန်တော်ပြောပြမယ်ပထမဦးဆုံးကျွန်တော်တို့ကဒီ imported font ရဲ့ဒီ skill 1နဲ့ဝင်မဲ့မူပုံမှန်ကျွန်တော်ဒီ model font ရဲ့ skill 1နဲ့ပဲဝင်ကိစ္စမရှိဘူးဒီ skill 1ရတယ်ကျွန်တော်စဉ်းစားရမှာ skill 2အဲ့လိုဝင်လိုက်လို့ enemy ရဲ့သွေးနေနေဆိုရင်ဒီ model font ရဲ့ skill 2နဲ့ပဲချ enemy ရဲ့သွေးများတယ်ဆိုရင် imported font ရဲ့ဒီလိုရိုက်လိုက်ပါဗျာအဲ့ဒါဆိုရင် browser အနေနဲ့ဒီကောင်ကကိုယ်ပြန်ချမဲ့ကောင်လားထွက်ပြီးမဲ့ကောင်လားဆိုတာစဉ်းစားကိုယ်ပြန်ချမဲ့ကောင်ဆိုရင်ဒီလိုလေးပဲပြန်ပြေးလိုက်မဟုတ်ဘူးထွက်ပြီးမဲ့ကောင်ဆိုရင်တော့ညနေအဲ့လိုလှမ်းပြီးတော့ပြစ်လိုက်အောင်ပဲဗျာဒါဆိုရင် okay ဆိုရရဲ့ကွန်ဘိုတွေကအဲ့လိုပဲဗျာဒါပေမဲ့ဒီကြားထဲမှာ imported font ရဲ့ basic attack ကကျန်းလာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော် basic attack ကိုဂျိုကြားခုတ်ပြီးတော့အဲ့လိုလေးပြန်ပြီးတော့ပြေးစေအဲ့ဒါဆိုလည်းကောင်းတယ်ဝမ်းနဲ့အရင်မသွားဘဲနဲ့မြားနဲ့အရင်ပြစ်လို့ရတာဆိုတော့လည်းရတယ်အဲ့လိုပြစ်လိုက်လို့ဟိုကောင်ကထိပြီးတော့ထွက်ပြေးမယ်ဆိုရင်ကို့မှာ live ဆရာစပယ်ရမရှိတော့ဘူးဗျာဒါကြောင့်မလို့ကျွန်တော်တို့ကဒီမြားနဲ့အရင်ပြစ်ဒီကန်ကြီးကောင်းဆိုရင်ပြီးရင် skill 1နဲ့အဲ့လိုလမ်းဝင်ပြီးရင် skill 3တုံးလိုက်အဲ့လိုပဲသုံးဗျာကဲအဲ့တော့ဆိုးယူရဲ့ skill ကြောင်းတွေကိုလည်းအကုန်ရှင်းပြပြီးပြီဆိုတော့ကျွန်တော် item ကြောင်းလေးတွေကိုပါဆက်ရမယ်ဆိုတာကိုပြပြပေးသွားမယ်ပထမဆုံးကျွန်တော်တို့ဒီပထမဆုံး first item ကိုတော့ကျွန်တော်ဒီ Hana Strike သွားတယ်ဗျာ Hana Strike ကဘာလို့ဆိုးယူရဲ့ passive တွေအကုန်ပြည့်တာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော် Hana Strike သွားတာ Hana Strike သွားပြီးရင်ကျွန်တော်ဒီဖက်နဲ့ပြန်သွားတယ်ဗျာဖက်နဲ့ကိုဂျန်ကဲဆော့အောင်မယ်ဂျန်ကဲကတော့ ice retribution ယူတယ်ဗျာအဲ့ဒါဖက်နဲ့သွားမယ်ပြီးရင်ကျွန်တော်ဒီ BOD ဆိုတဲ့ကောင်ကိုသွားမယ် BOD ပြီးရင်ကျွန်တော်ဒီ YA ပြီးရင်ဒီမဲ့ Queen Wing သွားမယ်ဗျာ Queen Wing သွားပြီးတော့ဟိုဘက်ကတန့်နေအမားကောင်တွေပါလာရဆိုရင်ဒီမဲ့ Malefic Roll သွားမယ် Malefic Roll ပြီးတော့ကျွန်တော်ဒီအပေါ် item တစ်ခုကိုဟိုဘက်ကမေ့ပြီးများတယ်ဆိုရင်ဒီအသီနာရှိဆက်မေ့ပြီးမများဘူးဟိုဘက်က Masman နဲ့ Assassin တို့ဆိုလို့ကောင်တွေကကျန်းနေတယ်ကျန်းနေဆိုရင်ကိုကအဲ့ကောင်တွေလိုက်ပြီးတော့အင်းရမှာဖြစ်တဲ့အတွက်ကြောင့်အခု meta ဝင်နေတဲ့ item တွေတစ်ခုဖြစ်တဲ့ကျွန်တော်ဒီ Rose Gold Meta ဆိုတဲ့ဟာကိုသွားမယ်ဒါကတော့ဒါကျွန်တော်စိုးယူနေ alive person item မှာကျွန်တော် emblem အကြောင်းကိုလည်းဆက်ပြီးတော့ရှင်းပြပေးမယ်စိုးယူရဲ့ emblem ကတော့ကျွန်တော်စိုးယူရဲ့ fighter နဲ့ assassin ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော် fighter emblem ကိုပဲသုံးထားတယ်ပထမဆုံး item ကိုကြတော့ကျွန်တော်ဒီ grain 16 adaptive attack ဆိုတဲ့ဟာကိုယူမယ်ဗျာဘာလို့ဆိုစိုးယူကသူ့ရဲ့ model form မှာတော့ attack speed ရောပါတဲ့အတွက်ကြောင့်ကျွန်တော်က16 adaptive attack နဲ့ပွဲကိုစမယ်စပြီးတော့ second emblem ကိုကြတော့ကျွန်တော်ကတော်တိုးမှာဗျာ hyper ဆုံးမှာဖြစ်တဲ့ကြောင့် season hunter ဆိုတဲ့ဟာကိုသွားမယ်ဗတ်စားရတာမြင်အောင်လို့ဗျာပြီးတော့နောက်ဆုံး emblem ကိုကြတော့ကျွန်တော်ဒီစပယ်3ခုလုံးကျွန်တော်ရဲ့စပယ်3ခုလုံးထိသွားပြီဆိုရင်အဲ့မှာပတ်စစ်ဝင်သွားပြီးတော့ကျွန်တော်တို့ဒီ extra damage ဆိုတဲ့ကျွန်တော်တစ်စစ်သွေးရောနေတဲ့ဟာလေးရောပါမယ်ဗျာဆိုယူက emblem နဲ့ draw လိုက်လို့ကျွန်တော်အဲ့ဒါကိုယူထားတာအဲ့ဆိုရင်တော့ဒါကတော့ဆိုယူနဲ့ alive person emblem မှာဒါဆိုရင်ကျွန်တော် game play လေးကိုတစ်ချက်သွားလိုက်ကြအောင်ကဲကျွန်တော်တို့ပွဲဆဆချင်းကျွန်တော်တို့ blue bag အရင်စားတယ်ဗျာကျွန်တော်ပွဲဆဆချင်းကို skill 2ပဲယူပြရသေးလား model font သုံးမလား imported font သုံးမလား skill 2ကပထမဆုံး damage တော်တော်များတဲ့အတွက်ကြောင့်ကျွန်တော် skill 2ယူပြီးတော့ပဲ blue bag ကိုစားမယ်ဗျာအကုန်လုံးကစင်ပြင်းရဲ့အတွက်ကြောင့်ကျွန်တော်တို့ဘက်ကိုပဲစားမယ်ဟိုဘက်က fanny ပါဆိုတော့ဘက်ကိုလာပြီးတော့ dice နိုင်နေဗျအဲ့ဒါကြောင့်မို့ကျွန်တော်က skill 1ကိုယူ skill 1ဘာလို့ဆိုတော့နေရန်နေလဲကြော်လို့ရတယ်ပြီးတော့ကိုယ်လဲပျောက်သွားဆိုတော့ဒီကောင်တော်တော်ကောင်းတယ်အဲ့ဒါကြောင့်မို့ annie ဘက်က fanny ဘာကြီးတက်နေပါဖြစ်ဖြစ်လာပြီးတော့ dice မယ်ဆိုရင်skill 1လေးနဲ့ကိုကမရဘူးဆိုရင်လည်းပြန်ပြီးတော့ပြေးတာမျိုးတွေဒီကောင်တွေကိုပြန်ချတာမျိုးတွေပြန်ပြီးတော့လုပ်လို့ရဗျာ skill 3ကကျွန်တော် skill 2ခုသုံးပြီးမှskill 1 skill 3ကိုသုံးတာပို့ပြီးတော့ကောင်းတယ်
အဲ့ဒါကြောင့်မလို့ski 3ပို့ရင်တော့ski 3ယူပေါ့ဗျာအဲ့ဒါဆိုရင်ski 3ရောအကုန်ပေါင်းပြီးတော့စားဆိုပြီးတော့ဗတ်စားတာဒီကောင်က Julian လိုပဲဗျski တွေကလုံးဝ level 4ဆိုတာမပါဘူးဗျဒီကောင်ကski 3ခု level 3ရောက်ပြီဆိုတော့ski 3ခုလုံးအကုန်ထိုင်တဲ့ပုံမှာဆိုတော့သူများ hyper ရတဲ့ family လေးပို့တာတယ်ပြီးတော့ fan ရတာလည်းတော်တော်ကိုမိုက်တယ်ကဲကျွန်တော်လည်း level 4ရပြီဆိုတော့ဟိုဘက်က cushion ကိုတိုက်မယ်ဆိုပြီးလောက်တာဗျအဲ့ဒီလှမ်းပြည့်တယ်မမှန်ရတယ်မမှန်လည်းကိစ္စမရှိဘူးအဲ့ကောင်မရရအောင်တိုက်မှာဆိုတော့ကျွန်တော်ဟိုဘက်ကနေပြီးတော့ပတ်သွားမယ်နေအောင်မင်းပဲမှာတော့ရော့အဲ့ဒီလန့်ချိန်နဲ့ရော့အမချက်လန့်ရမှန်ရေးရတယ်ကိစ္စမရှိအဲ့လိုဆိုဘယ်လိုလုပ်မလဲဆို1နဲ့အရင်ဝင်လိုက်ပြီးရင် skill 2လေးအဲ့လိုဒီ3ပြီးပြန်ထောက်လာလိုက်ဗျာဘာလို့ဆိုသူ့မှာနောက်ဆုံးတစ်ချက်ကသွေးတက်တဲ့ effect ပါတဲ့အတွက်ကြောင့်လို့သွေးပြန်တက်သွားမှာအဲ့တော့ fan ရလဲဟိုမှာကျွန်တော်တွေ့လိုက်တယ်တွေ့ရတော့ကျွန်တော်ဒီဘက်လေးစားပြီးကျွန်တော်ပြန်ပတ်မယ်ပြီးရင်တော့ကျွန်တော်တာတယ်လာလုပ်မယ်ဗျာ okay အစတာတယ်လုပ်မလို့ပဲဗျာအောက်လိမ့်မှာချောင်းဂိုးရှိတအားကိုခွာနေဆိုခြုံနေမတိမတာလေးလှမ်းထုံးမယ်ဒီကောက်မှာလည်း AD မရှိဆိုရတယ်ရော့အဲ့မယ် skill 3သုံးလိုက်တေစမ်းအဲ့လိုမျိုးပဲဗျာကျွန်တော်skill တွေကိုတစ်ခါလေးတန်းပြီးတော့သုံးဒီကောင်ပြီးမှလိုက်ပြီးတော့မသုံးနဲ့skill တွေကိုပထမဆုံးသူ့စီကို1နဲ့စတန်ပေးမယ်ပြီးရင် skill 2သုံးမယ်ပြီးရင် skill 3သုံးချရဗျာအဲ့ဒါဆိုဒီကောင်တန်းပြီးတော့ပြတ်တယ်အဲ့တော့ကျွန်တော်တာတယ်ပဲကြီးရတော့မယ်ရော့ဘာတာတကြီးရဆိုရင်ကျွန်တော်ဟီးရအဲ့လောက်မရော့ဘူးဘာလို့ဟိုဘက်ကောင်နေလာမယ်ဆိုရင်လည်းပြန်ပြီးတော့ဘတ်ဆရာမလို့ဘာလို့သူ့နောက်ဆုံးတစ်ချက်မှာသွေးတက်တဲ့ skill 3 skill 2ရောပါနေလို့ဗျာသွေးတက်တဲ့ဟာလေအဲ့တော့တာတယ်ကိုရတယ်ပေါ်လမ်းမှာလည်း fan ရဲ့ Julian ကိုလိုက်ကြိန်နေဆိုတော့ကိစ္စမရှိဘူးအဲ့ကောင်မှနည်းနည်းလေးတော့ဖြဲအောင်အဲ့မှာ skill နဲ့ဝင်လိုက်ပြီးရင် skill 3နဲ့skill 2သုံးတာကြမထီဘူးအဲ့ကောင်မှကျိုးဆွဲတော့ကြတော့မထီဘူးဗျာအဲ့တော့အသာလေးပဲနေတိုင်းကိုကတာတယ်ရတာဆိုတော့ကိုဘက်က team ကလည်းတာတယ်နေုံအဲ့ကောင်မှစီငါပြန်ဝင်မှာဒီခွေးမာသားပြီးသွားရမို့ဒီကောင်ဘလူးဘက်ကလည်းရှိသေးရဆိုတော့ကိုဘလူးဘက်ပဲကိုပြန်စားရတော့မှာဗျာဒီမှာဆိုရင်လုံးဝအမှားကြီးကြီးကျွန်တော်မက်ကိုမြေမှာကြောက်လို့ဆိုမှအဲ့ခြုံနေရနေပြီးအဲ့ကောင်မှတတ်ဖို့ချောင်းနေတကယ်ဆိုသေးပြီဗျာအဲ့မကြီးအောင်ခွေးမာသားချောင်းတာဝါလေးကိုပြန်ကန်ထုတ်တာစကီ3သုံးတော့လည်းမရဘူးလေတာဝါပြစ်တဲ့ဒမိကတော်တော်ကိုကိုင်းသွားအေးငါ့ကိုပြောင်းထားတွေ့မယ်မင်းကဲအလဲလန်းမှာ3ယောက်ကြီးဗျာရော့အဲ့မစတန်2ယောက်တောင်စတန်နေတာဟေးရော့အဲ့မရီရှိလေးပေါက်လိုက်မယ်ဒီကောင်ကြငါမရလိုက်ဘူးအဲ့လိုမျိုးဗျာစကီးတွေကိုပွင့်ပြီဆိုတော့ねအဲ့ကောင်စကီးတွေကိုတောက်လျှောက်တာတော့အဲ့ဒါမှ enemy ရသေးမှာဒါမှမဟုတ်ဘဲနဲ့ကိုကမသုံးမဲချမ်းထားရဆိုရင် enemy ရထွက်ပြေးနိုင်ချေတအားများတယ်အဲ့ကြောင့်မလို့ဒီကောင် space တွေကိုအဲ့ကြောင့်မလို့ဒီကောင် skill တွေကိုပွင့်နေဆိုရင်တန်းလာ3 brother ကိုသိလား skill တွေကကုံမှလည်းမကြောက်နဲ့ glow down လည်းအဲ့လောက်မရှိဘူးဗျာဒီမှာဆိုရင် fan ရဲ့ mass ကိုလိုက်မယ်ဆိုပြီးဒီကောင်မှပြန်လာမလို့ခြုံနေရစောင့်ဟိုမယ်ခွေးမာသားကြီးရောမက်ကနေပြီးတော့လေကနေပြီးတော့လိမ့်ပြရှင်းနေမင်းဒီထဲမှာရှိရဆိုတိတာဗောအဲ့မရော့ scale 2လေးနေပဲတခါတည်းတန်းပြီးတော့ရှော့ပေးလိုက် fan ကြီးကလာတော့မှာဆိုလို့လှုပ်စမ်းရော့အဲ့မတေးစမ်းလက်စလီကပြစ်မှာပဲကူရှင်းမင်းကဝင်အောင်မှာလားပါတော့ဝင်ချင်တာလားအဲ့ဟောပြန်ဝင်ပြီရော့အဲ့မ scale 2နဲ့သွား scale 1နဲ့နောက်ကိုပြန်တော့လိုက်ပြီးရင်အဲ့မဒါလေးရွယ်တစ်ချက်လေးပြစ်လိုက်ရတယ်ဗျကိစ္စမရှိဘူးဒါကိုဟီယိုကီမရတယ်ကိုဘက်ကမတ်စမန်ဟီယိုကီရဆိုတော့ဒီကောင်ကြီးတော်တော်နှိမ့်သွားမှာမတ်စမန်ဟီယိုကီရဆိုတော့မတ်စမန်ကျန်းရလည်းတိတ်ပွဲရပြောင်းလဲဖြစ်သွားမှာဗျာအဲ့လောက်ဒီဘာဖြစ်နေကူရှင်ဝင်ပြီးတော့ stand ပေးမယ်လောက်တာခွေးမာသားပျောက်ပါဗျာမောအဲ့တော့လိန်လေးရှင်းပြီးအသာလေးပဲပြန်ပတ်လာကောင်းတယ်ဟီချောင်းမကန်းထုတ်ပြီးရတော့ရောက်ကူဘောဘာလောက်တော့ရော့အိုင်မရော့တစ်ချက်ပဲတွေ့လားအဲ့လိုမျိုးလက်ကိုလှင်သုံးတတ်ရတယ်ဗျာဘာသာကြည်အောင်စွမ်းလာဆိုကျွန်တော်အဲ့ကောင်ပြန်ပြီးတာစကီး1နဲ့အဲ့ကောင်နောက်ကိုလိုက်ပြီးစကီး2လေးပဲချရတာဗျာအဲ့လိုလေးသူ့ scale တွေကပွင့်မယ်ဆိုရင်ကျွန်တော်3တာ3မကြောက်နဲ့3တာ3ဘာလို့ကလူလောင်းနေရလဲမြန်နေဆိုတော့ပြန်ပြီးတော့ပို့မှာဗျာအဲ့ကြောင့်မလို့ skill တွေကို3တာ3ပွန်တိုင်း3နေဒီမှာဆိုရင်ကြည့်ကျွန်တော်ကလင့်ကိုဘယ်လိုတက်ပြမလဲဆိုတော့ကြည့်တာ तू မသိအောင်ခြုံထဲကိုသွားမယ်ပြီးရင်သူ့ကို skill 1နဲ့ stand ပေးမယ်ပြီးရင် skill 2လေးသုံးလိုက်နောက်ဆုံးတစ်ချက်နဲ့ဒီကောင်ပြီးသွားဗျာနောက်ဆုံးတစ်ချက်ကဆိုးယူ skill 2ရဲ့နောက်ဆုံးတစ်ချက်ကတော်တော်ကို damage ထွက်တယ်ဗျာအဲ့ဒါကြောင့်မလို့ skill 2အဲ့ imported file ရဲ့ skill 2ကို browser နဲ့တေချာသုံးဗျာထိအောင်နောက်ဆုံးတစ်ချက်ကိုတော့ချောင်းဂူဘောနောက်ကိုလိုက်ရင်ကျွန်တော်ကဒီမှာဝင်ပေးလိုက်ပြီဗျာချောင်းကန်ထုတ်သွားသေးရဲ့အဲ့တော့ skill 3လေးနဲ့ပဲဒီကောင်နောက်ကိုလိုက်ခွေးမသား rolling ဖွင့်တာ fan ကြီးကဘာလာလို့တာ skill 1 ယူရော့မယ် skill 2စားပြီးရင် skill 3နဲ့အဲ့လိုတွေပဲပြန်ထွက်လိုက်ဗျာဒီကောင်ဘာမှကိုကျိုးဆွဲချိန်ကိုမရအောင်ကြီးရောအဲ့လိုလက်မြန်တာတော့ဘာသာတော့အဲ့ဆိုရင်တည်တယ်အဲ့ကောင်ဒီမှာကိုယ့်ဘက်က create တွေကလည်းတက်လာပေါ့ဒီကောင် clean စီကိုဝင်ပြီးတော့ skill 2လေး3လေးကိုရှိသေးတယ်ဒီကောင်နဲ့တန်းပြီးတော့အံ့လာပြီဗျာကဲ so you guy လေးကတော့ဒီလောက်ပါပဲကျွန်တော်တို့နောက်ထပ် PV မှာပြန်လဲဆုံတွေ့ပါမယ်ဗျာ